အဲ့ဒီလူက Piranus ကိုလေဘင်းကိုကိုက်ခိုင်းပြီးသူကကျန်းတဲ့ကောင်ဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။ဇိုဟန်ဒီလုံလုံကဲကဲမဖြစ်သင့်ပေ။သူကပီရာဟာကိုလူယူပြီးသူ့အဝတ်စားတွေကိုဓာတ်ရိုက်ထည့်လိုက်တယ်။အဲ့ဒီလူကမယုံနိုင်ဘူး။သူဒီဇိုဟန်၏အဝတ်စားများကိုမော့ကြည့်လိုက်သည်။ဒါကသူ့ကိုတကယ်ကြောက်တာ။သူ့မျက်နှာကိုကဲတင်ဖို့အတွက်သူကလက်ပစ်ပုံးကိုထုတ်ပြီးလုံခြုံရေးတံကိုဆွဲထုတ်ပြီးပစ်လိုက်တယ်။ဇိုဟန်ဒီရက်တက်တစ်ချောင်းကိုထုတ်ကာလက်ပစ်ပုံးကိုပြန်ထိသည်။နှစ်ယောက်သားအပြန်ပြန်လှန်လှန်သွားကြသည်။လက်ပစ်ပုံးပောက်ကွဲတော်မူကိုမြင်လိုက်ရသဖြင့်အင်းတို့နှစ်ဦးစလုံးရေထဲသို့ခုန်ဆင်းကာတစ်ချိန်တည်းတွင်ဖုံးကွယ်သွားကြသည်။ကျေလောင်သောပောက်ကွဲတန်ကြားရပြီးနောက်ထိုလူသည်ပထမဆုံးပေါ်လာသည်။ရေမျက်နှာပြင်ပေါ်မှာအဝတ်တစ်ထည်သာကျန်နေတာကိုမြင်တော့တစ်ဖက်လူကပောက်ကွဲသွားပြီလို့တွေးလိုက်တယ်။သူစိတ်လှုပ်ရှားစွာဆင်နွှဲလာသည်။ဇိုဟန်သည်ရေအောက်ခြေမှချောထွက်သွားပြီးပြင်ဆင်ထားသည့်ခရီးဆောင်အိမ်များကိုကောက်ယူကာလေရင်ကိုအောင်မြင်စွာတက်ခဲ့ကြောင်းသူအနေငယ်မျှပင်မသိခဲ့ပေ။သူသည်ခွေးလောင်အိမ်ထဲတွင်ပုန်းနေပြီးသူ၏ရခင်ထောက်ထားကိုဖုံးကွယ်ရန်အတွက်သူ့အိမ်မက်ကိုအသေးအတန်လိုက်ရှာခဲ့သည်။ဇိုဟန်သည်ဟင်း၏စွမ်းရည်များကိုလေ့ကျင့်ရန်အတွက်ပိုစတာအရခေတ်ဆန်သောသပင်ပုံစံကိုညှက်ခဲ့သည်။ခွေးနှစ်ကောင်စလုံးကသူ့လက်ဆွဲတွေကိုမလွတ်နိုင်ဘူး။လေရင်ဆင်းသက်ပြီးချင်းဇိုဟန်သည်ဝက်ဦးများကိုရှာဖြင့်ဖွင့်ကာလေစိမ့်မှတိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။သူတုံဆိုင်မနေဘဲသပင်ညက်ဆိုင်ကိုတန်းတန်းမတ်မတ်သွားလိုက်သည်။သို့တော်သူတွင်အတွေ့အကြုံမရှိသောကြောင့်လှည့်ထွက်သွားခဲ့သည်။သူ့ရဲ့ခင်မမီတဲ့သပင်ပုံစံကြောင့်တစ်ခန်းလုံးကိုရေမောစေခဲ့တယ်။ဇိုဟန်ကလက်မလျှော့ခဲ့ပါဘူး။လမ်းပေါ်ရှိသပင်ညက်ဆိုင်တစ်ဆိုင်သို့သူသွားခဲ့သည်။အလုံးလျှောက်လွှာတင်ရမှာအောင်မြင်ဖို့အတွက်သူ့ရဲ့ထူးခြားတဲ့စွမ်းရည်တွေကိုပြသခဲ့ပါတယ်။လက်မပါဘဲဒိုက်ထိုးခြင်းရေကူးတွန်းထိုးခြင်းရှာဖြင့်ဒိုက်ထိုးခြင်းများပြုလုပ်ခြင်းဇိုဟန်ရိုးသားမှုကိုမြင်လျင်တထေးကသဘောတူပြီးသူသည်မျှော်လင့်ချက်များအတိုင်းနေထိုင်ကတက်နိုင်သောဈေးနှုန်းများဖြင့်အတွေ့အကြုံများစွာဖြင့်သူ၏ကျွမ်းကျင်မှုအားလုံးကိုအသုံးပြုခဲ့သည်။ဤဝန်ဆောင်မှုများပြီးတွင်ပရွက်စိတ်သည်အသက်20အရွယ်ကိုဓာတ်ရိုက်ကြည့်ရှုသည်။သူ့ဘဝကတဖြည်းဖြည်းလမ်းကြောင်းမှန်ပေါ်ရောက်နေတယ်လို့ပဲအဲ့ဒီလူဟာသူ့ရဲ့တည်ခြင်းတရားအတူအယောင်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဇိုဟန်ကိုတက်ရန်အမေရိကန်သို့ချက်ချင်းသွားရန်ဆုံးဖြတ်ခဲ့သည်။မနက်ခင်းမှာလူကကြက်ဥကိုအရင်မျိုးတယ်။ကြက်ပဲဖြစ်ဖြစ်ကြက်ဥပဲဖြစ်ဖြစ်အရေးမကြီးပါဘူး။ထို့နောက်တနေ့တာလေ့ကျင့်ရေးလုပ်ငန်းများကိုစတင်သည်။တဲအိတ်ကိုရိုက်ဝက်သားကိုရိုက်နောက်ဆုံးတော့နွားကိုရိုက်တယ်။အားလုံးအဆင်သင့်ဖြစ်ပြီးနောက်မှာသူ့လက်အောက်ငယ်သားအားလုံးကိုခေါ်ပါတယ်။အချိုရေးဆက်ထဲမှာတနက်တလက်ဝက်ထားတယ်။ဝက်ဦးချောင်းပြုံသည်အတန်တိတ်ဆက်ဖြစ်သည်။သူကဟမ်ဘာဂါတဲကမဂဇင်းကိုထုတ်လိုက်ပြီးအကျော်အိုးတဲကလက်ပစ်ပုံးကိုထုတ်လိုက်တယ်